အကျိုးမြတ်မြူတဲ့အဖွဲ့အစည်းအတွက်အရှာတာဝန်ထမ်းဆောင်ရတာဟာတကယ်ကိုဟီးရိုးတယောက်လိုခံစားရစေပါတယ်။မိုက်တယ်ဟုတ်။ဒါပေမဲ့တကယ်လက်တွေ့မှာတော့ဟီးရိုးလုပ်ဖို့ထက်တာဝန်နေကြဖျက်ချော်နေတဲ့အချိန်တွေကပိုများပါတယ်။ဖွဲ့စည်းတွင်းမှာလူသားရင်းမြစ်ကိုစီမံခန့်ခွဲဖို့အရှာရဲ့အခြေခံသဘောတရားတွေကိုနားလည်ပြီးဝန်ထမ်းသစ်ခေါ်ယူတာကနေရွေးချယ်ခန့်အပ်တာအထိအားလုံးကိုလှုပ်ဆောင်ရပါတယ်။ပြီးရင်တော့ဝန်ထမ်းဆိုင်ရည်တွေကိုစီမံခန့်ခွဲပြီးဖွံ့ဖြိုးတိုးတက်ရေးအတွက်လှုပ်ဆောင်ရပါတယ်။လှုပ်ဆောင်တဲ့အခါမှာလည်းအရှာလုံထုံးလုံနည်းများအပြင်ဥပဒေတိုင်းလိုက်နာဖို့လိုအပ်သလိုအရှာမဟာဗျူဟာနဲ့အဖွဲ့အစည်းဆိုင်ရာရည်ကြီးမှုတွေကိုချမှတ်နိုင်ဖို့လိုအပ်ပါတယ်။ဒီလိုအရှာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေအများကြီးကိုတင်ရထဲမှာလေ့လာဖို့ CSO Academy ရဲ့ Human Resource Management for Non-Profit သင်ခန်းစာတစ်ခုလုံးကို online ကနေတက်ရောက်ပြီးပြည့်ပြည့်စုံစုံလေ့လာနိုင်ပါတယ်။သင်ခန်းစာတွေကိုလေ့လာတဲ့အခါ pre-assessment, post-assessment မေးခွန်းတွေကိုဖြေဆိုပြီးမိမိသင်ကြားခဲ့တာတွေကိုလေ့လာဆန်းစစ်နိုင်သလိုသင်ခန်းစာတွေကိုပြီးမြောက်တက်ရောက်ပြီးရင်တော့ CSO Academy ကပေးရတဲ့ certificate ကိုရရှိမှာဖြစ်ပါတယ်။ကဲဒါဆို CSO Academy မှာစာရင်းမသွင်းပြီးသင်ခန်းစာတွေကိုခုပဲလေ့လာလိုက်ရအောင်။